ခမားတို့တငယ်ချင်းတယောက်ယောက်နဲ့စိတ်ကောက်ဘူးလားတပတ်လောက်လားတလလောက်လားဒါပေမဲ့လူတယောက်နဲ့နှစ်ပေါင်း40လောက်စိတ်ကောက်ပြီးရန်ဖြစ်နေတယ်လို့စိတ်ကူးကြည့်လိုက်ပါဒါကတော့မြန်မာသမိုင်းမှာအရှိအကြဆုံးလက်ဝှေပွဲကြီးလို့ပြောလို့ရတယ်အင်းဝဟန်တာဝတီနှစ်40စစ်ပွဲကြီးပါပဲမြန်မာနိုင်ငံမြေပုံကိုကြည့်လိုက်မယ်ဆိုရင်အပေါ်တောက်မှာကအင်းဝနေပြီးတော့အောက်တောက်မှာကတော့ဟန်တာဝတီမိုးနေပြီးတော့ရှိနေပါတယ်ဒီထီးနာနှစ်ခုဟာနှစ်ပေါင်း40လောက်တစ်ဖက်နဲ့တစ်ဖက်အလဲထိုးကိုစူးစမ်းခဲ့ကြတယ်စင်တွေနဲ့တိုက်ကြတယ်မြို့တွေမီးရှို့ကြတယ်နောက်ဆုံးကြမှာနေပါအောင်ငါတို့ဘာလို့တိုက်နေကြတာလဲဆိုပြီးတတိဝင်လာကြတဲ့ဇက်လန်ပေါ့ဒီဇက်လန်မှာတလူယိုတွေပါတယ်ဖခင်ကိုပုံကန်တဲ့သားတွေပါတယ်စစ်တပ်ရတာကိုသမင်းစားရေတောက်လို့သဘောထားတဲ့စစ်သူကြီးတွေပါတယ်ပြီးတော့ရန်သူချင်းချင်းလေးစားကြတဲ့ bromance ဆန်ဆန်ဇက်ကွက်တွေလည်းပါသေးတယ်မင်္ဂလာပါ Coffee Crocker Channel မှာနေကြိုးဆိုပါတယ်ဒီနေ့မှာတော့မြန်မာသမိုင်းရဲ့အရှုပ်ထွေးဆုံးစစ်ပွဲကြီးအကြောင်းပြောပြသွားမှာပါလွန်ခဲ့တဲ့အပိုင်းမှာကျွန်တော်ပကံပြတ်သွားတဲ့အကြောင်းပြောခဲ့ပြီးပြီနော်1980ခုမှာပကံအင်ပါယာကြီးပြိုလဲသွားတဲ့အခါမြန်မာနိုင်ငံအခြေအနေကဆရာမမရှိတဲ့စာသင်ခန်းလိုပါပဲပရံပရာချစ်ကုန်တာပေါ့ငါဘရင်လို့မယ်ငါဒေတာမှာငါဘရင်ပဲဆိုပြီးကိုထင်ရဆိုင်ခဲ့ကြတယ်ကြာလာတော့အင်အားကြီးနှစ်ခုကွဲထွက်လာတယ်မြန်မာနိုင်ငံအထက်ပိုင်းမှာကအင်းဝသူတို့ကစံစပါးချွတ်တဲ့ကြောက်စဲနယ်ကိုပိုင်တယ်ငါတို့ကပကံမင်းဆက်ရဲ့အမွေခံဒီကွာဆိုပြီးကြွေးကြော်တယ်အောက်ပိုင်းမှာတော့ဟန်တာဝတီပကူးပေါ့သူတို့ကပင်လေထပ်ပေါက်တွေစိတ်ကန်းတွေကိုပိုင်တယ်နိုင်ငံခြားကုန်စည်တွေနဲ့ချမ်းသာကြတယ်အစပိုင်းမှာတော့သူတို့ကကို့လန်းကိုရှောက်နေကြတော့ပါဒါပေမဲ့ထီးနန်းနှစ်ခုလုံးမှာအရန်စိတ်ဝင်စားဖို့ကောင်းတဲ့ဘရင်နှစ်ပါးတက်လာတဲ့အချိန်မှာတော့ဇလန်းကစပါတော့တယ်ပထမဆုံးဟန်တာဝတီကဘရင်ရာဇာတိရာအကြောင်းပြောရအောင်ဒီလူရဲ့ဘဝက Netflix ဇလန်းရိုက်လို့ရတယ်သူကမွေးကလေးကဘရင်ဖြစ်ဖို့ပါလာတာမဟုတ်ဘူးဗျသူ့အဖေကသူ့ကိုတတ်ဖို့တောင်ကြိုးစားခဲ့သေးတယ်ဆယ်ကျော်သက်အရွယ်မှာအဖေကိုပုံကန်ပြီးတောခိုတယ်ဇနီးတဲ့ရဲ့လက်ဝဲရတနာတွေကိုရောင်းပြီးစစ်သားစုတယ်သူကတကယ် self made man ဗျသူ့အရေးချင်းတဲ့သူထီးနှန်းကိုအရယူခဲ့တာသူကညံများတယ်တန်တရာများတယ်စီရဲမှာအရန်တော်တယ်အထက်ပိုင်းအင်းဝါမှာကြတော့ဘရင်မင်းကောင်ရှိတယ်မင်းကောင်ကရာဇာတိရာနဲ့ပြောင်းပြန်မယ်သူကဘရင်တိတ်ဖြစ်ချင်တဲ့သူမဟုတ်ဘူးအမဲလိုက်မယ်အပျော်ပါမှတ်မယ်ပေါ့ပေါ့ပါပါနေတတ်တဲ့မင်းသားတစ်ပါးသူကနမ်းမွေခံလည်းမဟုတ်ဘူးဒါပေမဲ့ကန်ဒီယာကစမ်းကြဲတော့ထီးနန်းကသူ့ခေါင်းပေါ်ရောက်လာတယ်သူကလူချစ်လူခင်များတယ်တတိကောင်းတယ်ဒါပေမဲ့နည်းနည်းတော့စီးလွတ်ဝါလွတ်နိုင်တယ်ကဲစဉ်းစားကြည့်ဗျတောင်ဘက်မှာကညံကြီးရှင်ဘရင်မြောက်ဘက်မှာကလူမိုက်ကြီးဘရင်သူတို့နှစ်ယောက်ထိတ်တိုက်သိဖို့ကအချိန်ပဲလိုတော့တယ်1385မှာစုပွဲစဝယ်လေးတော့ဘာလို့လဲဆိုတော့အင်းဝဘက်ကရှမ်းစော်ဝါတွေကမင်းကောင်ကိုမြောက်ပေးတာကိုမင်းဟန်သာဝတီကိုမတိုက်ရဲပါဘူးကွာဆိုပြီးစိန်ခေါ်တော့မင်းကောင်လည်းဘဲခံမလဲလာစမ်းငါသားယူခဲ့ဆိုပြီးအေယာဝတီမြစ်အတိုင်းစစ်ချီလာတော့တာပဲရာဇာတိရာကလည်းငေးမခမ်းပါဘူးပြန်ချတာပေါ့ပထမပိုင်းနှစ်တွေမှာတော့တရေပွဲပါပဲအင်းဝါကစင်းတိုက်လိုက်ဟန်သာဝတီကပြန်ခံလိုက်မိုးရင်းရောက်ရင်ငဖျားမိပြီးကိုယ့်အိမ်ကိုပြန်လိုက်နေတဲ့အတန်တရားလဲနေတာပေါ့ဒါပေမဲ့နောက်ပိုင်းမှာဇလန်းကပိုကျန်းလာတယ်မင်းကောင်မှာမင်းရဲကြော်စွာဆိုတဲ့သားတယောက်ရှိလာတယ်မင်းကောင်ကအေးစေးသမားဆိုရင်သူ့သားမင်းရဲကြော်စွာကတော့ monster ပဲသူကစစ်ပွဲကြားမှာမွေးလာပြီးစစ်တပ်ရတာကိုအယမ်းကြိုက်တယ်အသက်73နှစ်ကလေးကစစ်ထွက်တိုင်နေတာအသက်20ကျော်လောက်ကြတော့ဟန်တာဝတီတကြောင်လုံးသူ့ကိုကြောက်နေရပြီသူကဘယ်လောက်စစ်လို့လားတလဲဆိုရင်သူ့အဖေမင်းကောင်ကိုယ်တိုင်ကဒါရနည်းနည်းလောက်လျှော့ပါအောင်ကွာလို့ပြောရတဲ့အထိပဲဒါပေမဲ့သူကတော့ no မရဘူးတုံသိမ့်ပိုက်မယ်ဆိုပြီးဆက်တိုက်တယ်ဒီစစ်ပွဲရဲ့အထူးဆန်းဆုံးအချက်ကိုပြောပြမယ်သူတို့ကတစ်ဖက်နဲ့တစ်ဖက်တတ်မယ်ဖြတ်မယ်လုပ်နေကြပေမဲ့တစ်ဖက်မှာလည်းရန်သူချင်းချင်းအရန်လေးစားမှုရှိကြတယ်ဟန်တာဝတီဘက်ကလကွန်းအိမ်ဆိုတဲ့စစ်သူကြီးကြောင့်ကြားဟုကြလားတညမှာလကွန်းအိမ်ကအင်းဝတက်ထဲကိုခိုးဝင်ပြီးဘရင်မင်းကောင်ကိုလှုပ်ကြံဖို့သွားတယ်ဒီရောက်သွားပြီးဓားကိုမြောက်လိုက်ပြီးဒါပေမဲ့မင်းကောင်ကမိဖုရားနဲ့အတူအိပ်ပျော်နေတာကိုတွေ့သွားတယ်အဲ့ဒီမှာလကွန်းအိမ်ကအိပ်ပျော်နေတဲ့သူကိုတတ်တာယောက်ျားမပြီးသားတို့ကွာဆိုပြီးမတတ်ပဲပြန်ထွက်လာခဲ့တယ်ဒါတွေမကဘူးဗျာမင်းကောင်ရဲ့ပထမစီသားကိုယူပြီးကျွန်တော်ခမည်းကိုတတ်လို့ရတယ်ဒါပေမဲ့မတတ်ခဲ့ဘူးနော်ဆိုတဲ့စာရေးပြီးထားခဲ့တယ်မင်းကောင်နိုးလာပြီးဓားပြောက်နေတာတွေ့တော့လန့်တာပေါ့ဒါပေမဲ့ရန်သူစိတ်ဓာတ်ကိုလေးစားသွားတယ်နောက်ပိုင်းလကွန်းအိမ်စစ်ပွဲမှာကြာဆုံးတော့မင်းကောင်ကမျက်ရည်ကျပြီးရန်သူအတွက်ဇာပနာအခမ်းအနားတောင်လုပ်ပေးခဲ့သေးတယ်ဒီခေတ်မှာဒီလိုဖြစ်ရမျိုးရှိပါမလားဗျာအင်းဝဟန်တာဝတီ24နှစ်စစ်ပွဲကြီးရဲ့အလှည့်ပေါင်းကတော့တာမီနေတာလို့ခေါ်ရမယ်အင်ရှိဆန်
မင်းရဲ့ကြော်စွာကြာဆုံးဖြစ်သွားတယ်1415ခုနှစ်မှာမင်းရဲ့ကြော်စွာစင်ဘော်ကပြုတ်ကြပြီးတန်ရာရတယ်မာနာကြီးတော့ကုသမှုမခံယူဘဲနိုင်ရသွားတယ်သူ့ရဲ့အကြီးမားဆုံးရန်သူကြီးတည်သွားပြီဆိုတာကြားတော့ရာဇာတိတာကပြုံးငယ်ထလားမပြောပါဘူးအော်ငါရဲ့ချွေးတွေအခုမှပဲ600ကောမယ်လို့ပြောပြီးမင်းရဲ့ကြော်စွာကိုကောင်းကောင်းမွန်မွန်တင်းကြီးကိုပေးခဲ့တယ်မင်းရဲ့ကြော်စွာတေးပြီးမကြဘူးဘရင်မင်းကောင်ရောရာဇာတိတာရောအိုမင်းပြီးကန်ကုန်ကြတယ်နှစ်ဖက်လုံးပြန်စင်းစားကြည့်လိုက်တော့နှစ်ပေါင်း40လောက်တိုက်ကြတယ်လူတွေအများကြီးတည်တယ်လဲတွေပြက်တယ်ဒါပေမဲ့နေနေမိကတော့စတိုက်တုံးကအတိုင်းပါပဲဘာမှမပြောင်းလဲဘူးဒါနဲ့နောက်တက်လာတဲ့ဘရင်တွေကတော်ပြီကွာမတိုက်ကြတော့ဘူးဆိုပြီးငင်းချမ်းရဲ့ယူလိုက်ကြပါလိတော့အင်းဝဟန်တာဝတီ24နှစ်စစ်ပွဲကြီးကကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးပါတယ်စစ်ပွဲတွေဘလောက်နိုင်တမိုင်းမှာနာမည်ဘလောက်ကြီးနောက်ဆုံးကြရင်ဘာမှအဖတ်မတင်ပဲမူလနေရာမှာပြန်ဆုံးပါတတ်လေဆိုတာပါပဲဒါပေမဲ့တမိုင်းကြောင်းအရာတော့ပြောစရာဇလန်းကောင်းတွေကြံခဲ့တာပေါ့ဗျာဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like ပေးခဲ့ဖို့မမေ့နဲ့နော်နောက်တစ်ဖက်ကြရင်တော့တကယ်စစ်ဘီရင်ကြီးအရှိတောင်အာရကိုတိမ့်ပိုက်ခဲ့တဲ့ဘရင်နောင်မင်းတရားကြီးအကြောင်းပြောပြပေးမှာပါအဲ့ဒါကိုလက်မလွတ်ချင်ဘူးဆိုရင် subscribe နဲ့ထပ်လိုက်ပါဒါက Coffee Crack Crack Channel ပါနောက်အပိုင်းကျမှပြန်တွေ့ကြမယ်နော်